marketing လုပ်နေပြီမဲ့ထိရောက်တဲ့ result မရအောင်ဆိုတာဘာကြောင့်လဲကျွန်တော်တို့တွေနေ့တိုင်းကြုံတွေ့နေရတယ်ပေါ့နော် post တွေတင်တယ် boosting လည်းပုံမှန်လုပ်တယ်ဒါပေမဲ့ထိရောက်တဲ့ result ကိုမရနိုင်ဘူးပေါ့နော်ဒါကတော့ကျွန်တော်တို့လက်ရှိအခြေအနေမှာလုပ်ငန်းရှင်တော်တော်များများကြုံတွေ့နေရတဲ့ပြဿနာပေါ့နော်ဒီအခက်အခဲကိုကျွန်တော်တို့ဘယ်လိုကျော်လွှားကြမလဲဆိုတော့ကျွန်တော်အချက်လေးနဲ့ဥပမာပေးပြောပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့တွေ result မထိရတဲ့ result မထိရောက်ရတဲ့အဓိကအကြောင်းတွေကိုတစ်ချက်စစ်ဆေးကြည့်လိုက်ရအောင်နံပါတ်1အချက်အနေနဲ့ကတော့ကျွန်တော်တို့ရဲ့ target audience ကောမှန်ကန်ရလားပေါ့နော်ကို target ထားတဲ့ audience ကကိုယ့်ရဲ့ product ကိုယ့်ရဲ့ service နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေလားပေါ့သက်ဆိုင်တဲ့ audience လားပေါ့နော်အဲ့ဒီဟာကလည်းအဓိကအရေးကြီးတဲ့အချက်ထဲမှာပါတယ်ပေါ့နော် target တကယ်လို့လွဲနေလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ result တွေကျွန်တော်တို့ရဲ့ content တွေကမထိရောက်တာမျိုးဖြစ်တတ်တယ်ပေါ့နော်ဒုတိယအချက်ကကြတော့ကျွန်တော်တို့စီမှာတိကျတဲ့ goal မရှိခြင်းပေါ့နော်ဥပမာကိုယ့်ရဲ့ content ကိုယ့်ရဲ့ product ကပေါ့နော်ဘာကိုအဓိက target ထားချင်တာလဲ engagement များတာလားဒါမှမဟုတ်ရင် awareness ကိုအဓိကသွားချင်တာလားဒါမှမဟုတ်ရင် lead ရချင်တာလား sales ရချင်တာလားစတဲ့ကိုယ့်ရဲ့ objective ကိုတော့တေချာကိုယ်ပဲပြသိဖို့လိုလိမ့်မယ်ပေါ့နော်အဲ့ဒီပုံမှာကျွန်တော်တို့မူတည်ပြီးတော့ကိုသွားချင်တဲ့ objective like ကိုယ့်ရဲ့ target audience တွေကိုယ့်ရဲ့ result တွေကိုလည်းအဲ့ဒီအတိုင်းကိုပဲတေချာလေး view site လုပ်တင်တယ်ပေါ့နော်တတိယအချက်အနေနဲ့ကကြတော့ကျွန်တော်တို့စီမှာ content quality ကောင်းကောင်းမထုတ်နိုင်ခြင်းနေပေါ့နော်ကိုယ့်ရဲ့content တွေကတော့ကိုယ့်ရဲ့ page မှာပုံမှန်လေးတော့တင်တယ်ဒါပေမဲ့ကိုတင်တဲ့ content တွေကတကယ်ရောထိရောက်ရလားပေါ့နော်ကိုယ့်ရဲ့ product နဲ့မဆိုင်တဲ့အကြောင်းအရာတွေရောတင်ထားမိပြီလားဒါမှမဟုတ်ရင်ဒီပုံနေဆိုရင်လည်းအဲ့လိုပေါ့နော် quality အရန်ကြီးကိုညံ့တဲ့ပုံမျိုးတွေတင်တာမျိုးတွေကိုနဲ့မသက်ဆိုင်တဲ့အကြောင်းအရာတွေဆိုရင်ကိုယ့်ရဲ့ brand image ကိုထိခိုက်စေမဲ့အကြောင်းအရာတွေဆိုရင်လည်းဝင်ရောက်ပြီးတော့မှကျွန်တော်တို့ join တာမျိုးတွေပါတယ်ပေါ့နော်အဲ့ဒါမျိုးတွေတော့ရှောင်ကျဉ်တင်တယ်ပေါ့နော်ကျွန်တော်တို့ brand ရဲ့ image ကိုလည်းထိခိုက်စေတယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီအချက်တွေကိုကျွန်တော်အခုဖော်ပြပေးသွားတဲ့အချက်တွေကိုတခြား gauge decide လုပ်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ content ဘိုင်းမှာပေါ့နော်ကျွန်တော်တို့ရဲ့ marketing လုပ်တဲ့နေရာမှာတခြားထိရောက်တဲ့ result တွေကိုကျွန်တော်တို့ရလာနိုင်တယ်ပေါ့နော်